တောင်ပေါ်မှာအေယာမောက်လူကြီးတကောင်ဟာသူ့ရဲ့သားငယ်လေးဖြစ်တဲ့ထိုးလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ကစားနေခဲ့တာပါဒါပေမဲ့ဒီပျော်ရွှင်စရာအချိန်လေးဟာကြာရှည်မခံခဲ့ပါဘူးဒိမက်မျိုးနွယ်စုရဲ့ခေါင်းဆောင်ဟာသူ့ရဲ့တပ်သားတွေနဲ့အတူမြင်းစီးပြီးဘလူးကြီးကိုတပ်ဖို့အတွက်ရောက်ရှိလာပါတော့တယ်ဘလူးကြီးဟာရန်သူတွေလာနေတာကိုအဝေးကနေမြင်လိုက်ရတဲ့အတွက်သူ့ရဲ့သားလေးကိုဘေးကင်းရာစီခေါ်ပြီးတောင်တစ်ဖက်ကိုအမြန်ပြေးခဲ့ပါတယ်ဒါပေမဲ့လည်းမျိုးနွယ်စုခေါင်းဆောင်နဲ့သူ့လူတွေကဘလူးကြီးကိုဝိုင်းထားလိုက်နိုင်ကြပြီလေဘလူးကြီးဟာသားလေးကိုတောင်ဆောင်မှာတေချာမွက်ထားခဲ့ပြီးအဲ့ဒီလူတွေကိုတိုက်ခိုက်မဲ့အစားသူတို့ကိုကြောက်ပြီးပြန်ပြေးသွားအောင်ပဲခြောက်လန့်ခဲ့ပါတယ်ဒါပေမဲ့ဘိုက်ကင်းတွေကတော့ကြောက်ရွံ့ပြီးဆုတ်ခွာမသွားခဲ့ကြပါဘူးသူတို့ဟာများတွေလှန်တွေပြီးတော့မီးရှူးတိုင်တွေနဲ့ဘလူးကြီးကိုဝိုင်းပြီးတိုက်ခိုက်ကြပါတော့တယ်နောက်ဆုံးမှာတော့ဘလူးကြီးဟာဟန်ချက်ပြက်ပြီးတောင်ပေါ်ကနေပြုတ်ကျကနေရာတင်တေဆုံးသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာတောင်ဆောင်ကနေဝက်ပြီးကြည့်နေတဲ့ထိုးလေးဟာသူ့ဖခင်ရဲ့တေဆုံးမှုကိုဘာစကားမှမပြောနိုင်ပဲတိတ်တိတ်လေးငိုကြွေးပြီးကြည့်နေခဲ့ရပါတယ်မျိုးနွယ်စုခေါင်းဆောင်ဟာတောင်ဆောင်ကိုလာကြည့်ရဲ့အချိန်မှာထိုးလေးကိုတွေ့သွားခဲ့ရင်မဲ့ကလေးလေးရဲ့ရှိသေးတာကြောင့်မတက်ပဲအသက်ချမ်းသာပေးပြီးပြန်လက်ထွက်သွားခဲ့ပါတယ်ဘိုက်ကင်းတွေထွက်သွားတဲ့အခါမှာတော့ထိုးလေးဟာတောင်ပေါ်ကနေဆင်းလာပြီးပင်လယ်နားမှာလဲလျောင်းနေတဲ့သူ့ဖခင်ရဲ့အလောင်းကြီးစီကိုသွားခဲ့ပါတယ်သူဟာဖခင်ရဲ့အလောင်းကိုကြီးကန်းတွေနဲ့လင်းနက်ရရန်ကနေဝေးရာကိုဆွဲထုတ်ဖို့ကြိုးစားခဲ့ရင်မဲ့အလောင်းကြီးကအရန်ကိုလေးလံနေခဲ့ပါတယ်ဒါကြောင့်သူဟာဓာတ်တလက်ကိုအသုံးပြုပြီးသူ့ဖခင်ရဲ့အလောင်းကိုအပိုင်းပိုင်းဖြတ်ကာကူတစ်ခုတည်းကိုတစ်ခုချင်းစီတည်သွားခဲ့ရပါတယ်အဲ့ဒီကူထဲမှာပဲသူဟာဖခင်ရဲ့ရုပ်လောင်းကိုဝတ်ထားပြီးတယောက်တည်းရှင်သန်နေထိုင်ခဲ့ပါတယ်နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ထိုးလေးဟာအရွယ်ရောက်လာခဲ့ပါပြီဒါပေမဲ့သူဟာနေ့တိုင်းသူ့ဖခင်ရဲ့ဖျက်တောက်ခံထားရတဲ့ဦးခေါင်းကိုကြည့်ပြီးဝမ်းနေပူဆွေးရင်ကလဲစားချေဖို့အတွက်ပဲတွေးနေခဲ့တာပါတစ်ဖက်မှာတော့ဒိမက်နိုင်ငံကဘိုက်ကင်းမျိုးနွယ်စုတွေဟာအရက်ဆိုင်တစ်ဖွင့်ပွဲအတွက်ဘာသာရေးအခမ်းအနားတစ်ခုကိုကျင်းပနေကြပါတယ်ဘုန်းတော်ကြီးကတော့အရက်ဆိုင်ကြီးဟာအခုဆိုရင်အဆင်သင့်ဖြစ်ပြီလို့ခေါင်းဆောင်ကြီးကိုကြေညာပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနှစ်ပေါင်းများစွာကလဲစားချေဖို့စောင့်ဆိုင်းနေခဲ့တဲ့ထိုးကြီးဟာသူ့ရဲ့ကူထဲကနေထွက်လာခဲ့ပါပြီအဲ့ဒီနားမှာဘိုက်ကင်းစစ်တီချို့အရက်ဆိုင်ထဲမှာပျော်ပွဲရှင်ပွဲကျင်းပနေတုန်းထိုးကြီးရောက်လာပြီးအပြင်ကကင်းသမားကိုအရင်ဆုံးရိုက်တက်လိုက်ပါတယ်ပြီးတာနဲ့ဆိုင်ထဲကိုဝင်သွားပြီးဘိုက်ကင်းစစ်တီတွေကိုရရဆက်ဆက်တက်ဖြတ်ပစ်လိုက်ပါတော့တယ်နောက်တနေ့မနက်မှာခေါင်းဆောင်ကြီးရောက်လာတဲ့အခါမှာတော့မြင်ကွင်းကတကယ့်ကိုတုံလို့เสียပါပဲဘိုက်ကင်းစစ်တီတွေရဲ့အလောင်းတွေဟာအရက်ဆိုင်တစ်ခုလုံးမှာပြန့်ကျဲနေပြီးသူတို့အားလုံးဟာတကယ့်ကိုရရဆက်ဆက်အသက်ခံထားရတာပါခေါင်းဆောင်ကြီးကသူ့ရဲ့တက်မှုကိုဒါတွေဖြစ်နေတော့မင်းပဲရောက်နေတာလဲလို့မေးတဲ့အခါမှာတော့တက်မှုကသူရွာထဲမှာရှိနေခဲ့တာဖြစ်ပြီးဘသူကဒီလောက်ရရဆက်ဆက်တက်သွားမှမသိဘူးလို့ပြန်ဖြေပါတယ်ထူးဆန်းတာကတော့ဒီတိုက်ခိုက်မှုမှာအမျိုးသမီးတွေနဲ့လူကြီးပိုင်းတွေကိုတော့ဘာမှမလုပ်ပဲခြံထားခဲ့တာပါပဲဒါကိုကြားလိုက်ရတဲ့ခေါင်းဆောင်ကြီးဟာတခုခုတော့မားနေပြီဆိုတာသိပြီးစိတ်မတက်မတာဖြစ်သွားခဲ့ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့နမေကျော်ဘိုက်ကင်းစစ်တီတော်ကြီးလီယိုဖြစ်ပါတယ်သူတို့ဟာထုံးစံအတိုင်းတင်မောတွေနဲ့တိုက်ခိုက်လို့ရဖို့ထွက်လာကြတာဖြစ်ပေမဲ့လန်ကီမှာယာတီဦးတို့ကအရန်အေးလုံးတာကြောင့်ဒိမက်နိုင်ငံသားမှာခန့်နာဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီညမှာပဲဒိမက်မျိုးနွယ်စုခေါင်းဆောင်ဟာသူ့ရဲ့ကိုရန်တော်နဲ့အတူတောင်ကျေကိုသွားပြီးထိုးကြီးကိုစိန်ခေါ်ပါတယ်ဒါပေမဲ့သူရှိကိုခြေလန်းနဲ့ငယ်တိုးလိုက်ုံရှိသေးတယ်ထိုးကြီးကကြောက်ဆောင်နောက်ကနေရုတ်တရက်ထွက်လာပြီးကိုရန်တော်ရဲ့ခေါင်းကိုရိုက်ခွဲကနေရာတင်တက်ပစ်လိုက်ပါတယ်ခေါင်းဆောင်ကြီးကဒါကိုမြင်းမြင်းချင်းသားကိုဆွဲပြီးပြေးတိုက်ပေမဲ့ထိုးကြီးကတော့ပြန်မတိုက်ပဲအမှောင်ထဲကိုပြေးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်ခေါင်းဆောင်ကြီးဟာထိုးကြီးကဘာလို့သူ့ကိုတိုက်ရိုက်မတိုက်ပဲသူ့ရဲ့ကိုရန်တော်တွေကိုပဲတက်ပြီးထွက်ပြေးနေရတာလဲဆိုတာကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့တရွာလုံးအသက်ခံရတဲ့နေရာမှာစုဝေးနေကြပါတယ်ခေါင်းဆောင်ကြီးရဲ့ဇနီးကငါတို့ရဲ့ဘိုက်ကင်းမျိုးသားတွေအသက်ခံနေရတာဒီတိုင်းသာဆက်သွားရင်တော့ဒီရွာမှာမုတ်ဆိုးမတွေပဲကျွန်တော်မှာပဲလို့စိုးရိမ်နေကြီးပြောပါတယ်ခေါင်းဆောင်ကြီးကတော့ဘာဖြေမှမပေးနိုင်ပဲရှက်ရွံ့စွာနဲ့ငြိမ်နေခဲ့ရပါတယ်နောက်တော့သူ့ဇနီးဟာရွာပြင်ကတောင်ပေါ်မှာတယောက်တည်းနေထိုင်တဲ့လီနာဆိုတဲ့အမျိုးသမီးစီကိုသွားခဲ့ပါတယ်လီနာဟာတေချင်းတရားကိုကြိုတင်မြင်နိုင်စွမ်းရှိတယ်လို့နမေကြီးသူပါခေါင်းဆောင်ကြီးရဲ့ဇနီးကငါခင်ပွန်းလဲအဲ့ဒီထိုးလက်ချက်နဲ့တေမာလာလို့မေးတဲ့အခါလီနာကမင်းတို့အားလုံးကငါ့ကိုရွာကနေနင်းထုတ်ခဲ့ကြပြီးအခုမှဘာလို့လာမင်းနေတာလဲလို့ခက်ပြက်ပြက်ပဲပြန်ပြောပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့လီနာကမင်းခင်ပွန်းကတော့ထိုးရဲ့လက်ချက်နဲ့တေမာမဟုတ်ဘူးလို့အဖြေပေးလိုက်တာကြောင့်ခေါင်းဆောင်ကြီးရဲ့ဇနီးလဲစိတ်သက်သာရပြီးအိမ်ပြန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလီယိုဦးဆောင်တဲ့ကေလန်ဘိုက်ကင်းတွေဟာဒိမက်နယ်မြေထဲကိုဆက်ရောက်လာကြပါပြီဒိမက်မြင်းစီစစ်တီတယောက်ကသူတို့ကိုတားဆီးပေမဲ့လီယိုကသူဟာနမီကျော်စစ်တီတော်လီယိုဖြစ်ကြောင်းနဲ့ဒီမှာရန်နေငယ်လောက်ပဲအနားယူမှာဖြစ်ကြောင်းရှင်းပြပါတယ်ဒါနဲ့အဲ့ဒီစစ်တီကလီယိုတို့ကိုသူတို့ရဲ့ခေါင်းဆောင်ကြီးစီခေါ်သွားပေးပါတယ်ခေါင်းဆောင်ကြီးကလီယိုကိုမြင်တော့မင်းဖေနဲ့ငါနောက်ဆုံးတွေ့တုန်းကမင်းကကလေးလေးရဲ့ရှိသေးတာအခုတော့စစ်တီတော်ကြီးဖြစ်နေပြီပဲလို့ဝမ်းသာအားရကြိုးဆိုပါတယ်အဲ့ဒီနားမှာပဲခေါင်းဆောင်ကြီးကလီယိုတို့အတွက်အရက်ဆိုင်မှာစားတော့ပွဲကြီးကျင်းပပေးပါတယ်အဲ့ဒီမှာလီယိုကဒီရွာမှာဘာလို့အမျိုးသားတွေနေပြီးမုတ်ဆိုးမတွေဒီလောက်တောင်များနေတာလဲလို့မေးလိုက်ပါတယ်ခေါင်းဆောင်ကြီးကထိုးကြီးရဲ့ညစဉ်တိုက်ခိုက်မှုတွေအကြောင်းပြောပြတဲ့အခါလီယိုကဒီထိုးကဘိုက်ကင်းတွေကိုညတိုင်းလာတက်နေရဆိုရင်တော့ဒီညကစားပြီးငါနဲ့ငါလူတွေကသူ့ကိုစောင့်ကြုံနေမှာပေါ့လို့ကတိပေးလိုက်ပါတယ်ဒါကြောင့်စားတော့ပွဲပြီးမှလီယိုနဲ့သူ့ရဲ့စစ်တီတွေဟာထိုးကြီးကိုဖမ်းဖို့အတွက်အရက်ဆိုင်ထဲမှာပဲအတင်းဆောင်နေကြပါတော့တယ်တန်းခေါင်ရံအချိန်ရောက်တော့ထိုးကြီးဟာအရက်ဆိုင်ပြင်ဘက်ကိုတိတ်တိတ်လေးရောက်လာပါတယ်သူဟာအရင်ဆုံးဘုန်းတော်ကြီးတယောက်ရဲ့အနံ့ကိုနမ်းကြည့်ပြီးတော့မှဆိုင်တကားဝက်စီကိုတိုးသွားပါတယ်သူဟာတကားဝမှာအနံ့ခံကြည့်ရင်ဆိုင်ထဲမှာရှိနေတဲ့ဘိုက်ကင်းတွေဟာဒီနယ်မြေကလူတွေလားဒါမှမဟုတ်အပြင်ကလာတဲ့လူတွေလားဆိုတာကိုခွဲခြားဖို့စူးစမ်းနေတာပါဆိုင်ထဲမှာရှိတဲ့လီယိုနဲ့သူ့ရဲ့စစ်တီတွေဟာထိုးကြီးရောက်လာပြီဆိုတာသိလိုက်တာနဲ့လက်နက်တွေကိုအသင့်ပြင်ပြီးတိုက်ပွဲအတွက်ပြင်ဆင်လိုက်ကြပါတယ်ဒါပေမဲ့ဘာနဲ့တဲ့ထိုးကြီးဟာဆိုင်ထဲကလူတွေဟာသူနဲ့ဘာမှမပတ်သက်တဲ့အပြင်လူတွေဖြစ်မှန်းသိသွားတဲ့အတွက်ဆိုင်ထဲကိုဝင်မတိုက်တော့ပဲပိတ်ထားတဲ့တကားပေါ်ကိုစီးသွားပြီးစိန်ခေါ်လိုမျိုးလုပ်ခဲ့ပါတယ်ဘိုက်ကင်းတွေတကားကိုဖွင့်ပြီးအပြင်ကိုဝုန်းကနေပြေးထွက်လာချိန်မှာတော့ထိုးကြီးဟာအမောင်ထဲကိုတခါတည်းပျောက်ကွယ်သွားခဲ့ပါပြီနောက်တနေ့မနက်မှာတော့ခေါင်းဆောင်ကြီးကညကဘသူမှအသက်မခံရတာကိုထူးဆန်းနေပေမဲ့လီယိုကတော့ထိုးကြီးကသူတို့ကိုတိုက်ရိုက်မတိုက်ပဲရှောင်သွားတဲ့အကြောင်းပြန်ပြောပြပါတယ်
အဲ့ဒီနောက်မှာတော့လီယိုဟာသူ့ရဲ့လူတွေနဲ့အတူတောင်ကုန်းတွေပေါ်မှာထိုးကြီးကိုလိုက်လံရှာဖွေခဲ့ပေမဲ့ဘယ်နေရာမှာမှရှာမတွေ့တာကြောင့်ရွာကိုပဲပြန်လာခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့လီယိုဟာတေချင်းတရားကိုကြုံမြင်နိုင်တဲ့လီနာစီကိုတယောက်တည်းသွားတွေ့ခဲ့ပါတယ်လီယိုကဒီထိုးနဲ့ဘိုက်ကင်းတွေရဲ့တိုက်ပွဲမှာလူပဲ2ယောက်ထပ်တည်ဦးမလဲပြီးတော့ထိုးကောတေမာလားဆိုတာကိုသိကျင်နေခဲ့တာပါလီနာကတော့ထိုးလဲအသက်ခံရလိမ့်မယ်ဒါပေမဲ့ဘိုက်ကင်းတွေလည်းအများကြီးတည်ရလိမ့်မယ်ဒီမြေတစ်ခုလုံးဟာတွေးချင်းချင်းညီသွားလိမ့်မယ်လို့ကြောက်စရာကောင်းတဲ့ဟောကိန်းကိုထုတ်လိုက်ပါတယ်လီနာကဆက်ပြီးတော့တကယ်တော့ဒီရွာကလူတွေဟာဒီလိုပြစ်ပေးခံရဖို့နဲ့ထိုက်တန်ပါတယ်သူတို့ထိုးပေါ်မှာဘလောက်တောင်ရက်ဆက်ခဲ့ရဆိုတာမင်းသိရင်မင်းလည်းဒီကိစ္စမှာပါဝင်မှာမဟုတ်ဘူးလို့သတိပေးစကားပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလီယိုရဲ့လူတွေရောက်လာတာကြောင့်လီယိုလည်းရွာကိုပြန်သွားခဲ့ရပါတယ်လီယိုဟာရွာကိုရောက်တော့ခေါင်းဆောင်ကြီးကိုဒီထိုးကမိန်းမတွေကလေးတွေနဲ့လူအိုတွေကိုဘာလို့တခါမှမတက်တာလဲလို့မေးမြန်းပါတယ်လီယိုကထိုးကြီးဟာတကယ်ကိုအတိအယံရှိပြီးစီကန်းရှိရဲ့တတဝါလို့ချီးကျူးလိုက်တဲ့အခါမှာတော့ခေါင်းဆောင်ကြီးကဒေါသထွက်ပြီးသူကငါတို့လူတွေကိုတက်နေတာမင်းကသူ့ကိုချီးကျူးနေတာလားလို့ပြန်អော်ပါတော့တယ်ခေါင်းဆောင်ကြီးကလွန်ခဲ့တဲ့အနှစ်20ကထိုးတကောင်ကိုတက်ခဲ့ဘူးကြောင်းနဲ့အခုထိုးကဘယ်ကရောက်လာမှမသိဘူးလို့လည်းပြောပြခဲ့ပါတယ်နောက်တစ်နေ့မှာလီယိုဟာလီနာစီကိုထပ်သွားပြီးထိုးကိုဘယ်လိုတက်ရမလဲဆိုတာကိုမေးပါတယ်လီနာကတော့ထိုးကိုတက်ဖို့ကူညီဖို့ညှင်းဆန်ခဲ့ပါတယ်သူမဟာထိုးကြီးရဲ့ဘဝကအရန်ကိုတနာဖို့ကောင်းကြောင်းနဲ့ရွာကလူတွေကသူမကိုနှင်ထုတ်ပြီးညတိုင်းလာရောက်နောက်ဆက်စော်ကားနေချိန်မှာထိုးကြီးပေါ်လာမှသာသူမလဲအေးအေးဆေးဆေးနေခဲ့ရတာဖြစ်ကြောင်းပြောပြပါတယ်ဒါကြောင့်သူမဟာကျေးဇူးရှင်ဖြစ်တဲ့ထိုးကြီးကိုတက်ဖို့ဘယ်တော့မှကူညီမှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲလီယိုဟာအပြင်ဘက်ကနေထိုးကြီးရဲ့အတန်ကိုကြားလိုက်ရလို့ပြေးထွက်သွားပြီးမြင်းနဲ့လိုက်ဖမ်းပါတယ်ထိုးကြီးကတောင်ပေါ်ကိုပြေးတက်သွားချိန်မှာလီယိုကမင်းမာတတိရှိရင်ထွက်လာခဲ့လေဘာလို့ထွက်ပြေးနေတာလဲလို့အော်ဟစ်စိန်ခေါ်ပါတယ်လီနာကထိုးကြီးရဲ့ဘာသာစကားကိုနားလည်တာကြောင့်ထိုးကပြောနေတယ်သူမင်းကိုရမ်းမမှုဘူးဘာလို့လဲဆိုတော့မင်းနဲ့မင်းရဲ့လူတွေကသူ့ကိုဘာမှမလုပ်ခဲ့လို့ပဲလို့ဘာသာပြန်ပေးလိုက်ပါတယ်လီယိုဟာဒီစကားကြောင့်အရန်ကိုအံ့ဩသွားခဲ့ရပါတယ်ရွာကိုပြန်ရောက်တဲ့အခါမှာတော့လီယိုဟာလမ်းမှာကလေးတွေဝိုင်းနေဆက်နေတဲ့ဒုက္ခိတစစ်တီဟောင်းတယောက်ကိုကယ်တင်ပေးခဲ့ပါတယ်အဲ့ဒီလူကလီယိုကိုငါ့ဖေကအဲ့ဒီထိုးရဲ့အဖေနဲ့တိုက်ခဲ့ဘူးတယ်အဲ့ဒါကြောင့်လဲထိုးကငါမိသားစုကယောက်ျားမှန်သမျှကိုအကုန်တက်ပစ်ခဲ့တာငါထိုးနေရဲ့နေရာကိုတည်တယ်ငါမင်းတို့ကိုလမ်းပြပေးမယ်လို့ပြောပြီးထိုးကြီးရဲ့ရှိုးဝက်ကူရှိရာစီကိုလမ်းပြပေးဖို့သဘောတူလိုက်ပါတော့တယ်ဒီလိုနဲ့လီယိုနဲ့သူ့ရဲ့စစ်တီတော်တွေဟာဒုက္ခိတစစ်တီဟောင်းလမ်းပြတဲ့အတိုင်းလေတစင်းနဲ့ထိုးကြီးရဲ့ကူရှိရာတောင်တန်းကြီးစီကိုထွက်ခွာလာခဲ့ကြပါတယ်သူတို့ဟာကမ်းခြေကိုရောက်တဲ့အခါမှာတော့တောင်ပေါ်ကိုခက်ခက်ခဲခဲတက်ခဲ့ကြပြီးနောက်ဆုံးမှာတော့ထိုးကြီးနေထိုင်တဲ့ရှိုးဝက်ကူဝါကိုရှာတွေ့သွားခဲ့ပါတယ်အဲ့ဒီကူဝါဟာတကယ့်ကိုနှဆိုင်လာတဲ့တွင်းကြီးတစ်ခုလိုဖြစ်နေတာပါဘိုက်ကင်းစစ်တီတယောက်ဟာကူထဲကိုဆင်းဖို့စူးစမ်းခဲ့ရင်မဲ့ခြေချော်ပြီးပြုတ်ကျလိုနီးပါးဖြစ်ခဲ့တာကြောင့်ကြံတဲ့လူတွေကအမြန်ပြန်ဆွဲတင်ခဲ့ရပါတယ်ကူထဲကမောင်မီပြီးကြောက်စရာကောင်းနေတာကြောင့်ဘယ်စစ်တီမှဆက်မစင်းရဲကြတော့ပါဘူးအဲ့ဒီစားသူတို့ဟာထိုးကြီးကိုစော်ကားတဲ့အနေနဲ့ကူဝါနားမှာစီးသွားပြီးလောင်ပြောင်ကလေးရှိရာစီကိုပြန်လာခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကမ်းခြေရောက်လို့လေပေါ်တက်ဖို့ပြင်နေတော့မှာပဲရေအောက်ထဲမှာပုံနေတဲ့ထိုးကြီးဟာရုတ်တရက်ဝုန်းကနေထွက်လာပြီးသူ့ကူဝါမှာစီးသွားခဲ့တဲ့စစ်တီကိုရေထဲဆွဲချပြီးတက်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ကျန်တဲ့စစ်တီတွေကလက်နက်တွေနဲ့ဝိုင်းပြီးအမြန်တိုက်ခိုက်လိုက်တာကြောင့်ထိုးကြီးဟာဒဏ်ရာရပြီးရေအောက်ကိုပြန်ငုပ်ရှိုးထွက်ပြေးသွားခဲ့ရပါတယ်ဘိုက်ကင်းတွေဟာရွာကအရက်ဆိုင်ကိုပြန်ရောက်လာပြီးထိုးကြီးပေါ်လာမလားဆိုတာတညာလုံးစောင့်နေခဲ့ကြပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ထိုးကြီးဟာအထဲကိုဝင်မတိုက်တော့ပါဘူးနောက်တစ်နေ့မနေ့ရောက်တဲ့အခါမှာတော့လီယိုဟာဆိုင်ပြင်ဘက်မှာသူတို့ကိုလမ်းပြပေးခဲ့တဲ့ဒုက္ခိတစစ်တီကြီးရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်ထိုးကြီးဟာသူ့ကိုလမ်းပြပေးတဲ့အတွက်ကလဲ့စားချေသွားတာပါဒီမြင်ကွင်းကြောင့်လီယိုဟာတော်တော်လေးစိတ်တူသွားပြီးဒီတစ်ခါမှာတော့ထိုးကြီးကိုအပြတ်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာကျိုးတွေအုံပြုပြီးထိုးကြီးရဲ့ဂူထဲကိုအရောက်ဆင်းသွားခဲ့ကြပါတယ်ဂူထဲမှာတော့ထူးဆန်းတဲ့ပစ္စည်းတွေနဲ့အတူထိုးကြီးရဲ့ဖခင်ဖြစ်တဲ့ဘလူးကြီးရဲ့ဦးကောင်းကွန်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာဘိုက်ကင်းစစ်တီတယောက်ဟာထိုးကြီးရဲ့ဖခင်ဦးကောင်းကွန်ကိုရိုက်ခွဲပစ်လိုက်ပြီးအဲ့ဒီအပေါ်မှာထပ်ပြီးစီးသွားကထပ်မံစော်ကားလိုက်ပါတယ်အဲ့ဒီအချိန်မှာထိုးကြီးကဂူထဲမှာမရှိပေမဲ့သူပြန်လာလို့သူ့ဖခင်ရဲ့ဦးကောင်းကွန်ပျက်စီးသွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့တကယ်ကိုထိမ့်မနိုင်သိမရအောင်ဒေါသချောင်းချောင်းထွက်သွားပါတော့တယ်သူ့ဘဝရဲ့တခုတည်းသောအမတ်တရကိုဖျက်ဆီးလိုက်တဲ့အတွက်ထိုးကြီးဟာဒီဘိုက်ကင်းတွေကိုအကုန်တက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနားမှာပဲဘိုက်ကင်းတွေအရက်ဆိုင်ထဲမှာအိပ်ပျော်နေတုန်းထိုးကြီးဟာမကြုံစဘူးပြင်းထန်တဲ့ဒေါသနဲ့အတူစီးနှင်းတိုက်ခိုက်ပါတော့တယ်သူဟာအရင်ဆုံးသူ့ဖခင်ရဲ့ဦးကောင်းကွန်ကိုဖျက်ဆီးခဲ့တဲ့စစ်တီကိုရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်လီယိုဟာထိုးကြီးနဲ့ထိတ်တိုက်ရင်ဆိုင်ပြီးတိုက်ပွဲဝင်ပေမဲ့ထိုးကြီးရဲ့ခွန်အားကအရန်ကိုကြီးမားလုံးနေပါတယ်ထိုးကြီးဟာအမိုးပေါ်ကနေထွက်ပြေးဖို့စူးစမ်းချိန်မှာလီယိုကသူ့ခြေထောက်ကိုဖမ်းဆွဲပြီးတန်ကြိုးကြီးကြီးနဲ့ထိုးကြီးရဲ့လက်မောင်းကိုပတ်ပြီးချီထားလိုက်ပါတယ်ထိုးကြီးဟာလီယိုကိုပြန်ထိုးပြီးတန်ကြိုးရဲ့ကနေရုံထွက်ဖို့စူးစမ်းပေမဲ့သူ့ရဲ့လက်ကတန်ကြိုးနဲ့ညှက်နေခဲ့ပါတယ်တခြားဘိုက်ကင်းတွေကများနေပစ်ဖို့ပြင်နေချိန်မှာထိုးကြီးဟာအဖမ်းမခံပဲသူ့ရဲ့လက်ကိုသူကိုယ်တိုင်ဓာတ်နဲ့ဖျက်ချပြီးပင်လယ်ဘက်ကိုထွက်ပြေးသွားပါတော့တယ်ဒါပေမဲ့ဒဏ်ရာကအရန်ပြင်းထန်လုံးတာကြောင့်သူဟာကမ်းခြေမှာပဲလဲကျပြီးအသက်ပြောက်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့အလောင်းကိုပင်လယ်ရဲကထူးဆန်းတဲ့အင်အားတစ်ခုကဆွဲယူသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဘိုက်ကင်းတွေဟာတေဆုံးသွားတဲ့သူတို့ရဲ့သူရဲကောင်းတွေကိုမိတင်ကြုံရင်းဝမ်းနေနေကြပါတယ်လီယိုကခေါင်းဆောင်ကြီးကိုအခုထိုးကြီးလဲတေးပြီးဆိုတော့မင်းဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုအကုန်ပြောပြတော့လို့တောင်းဆိုလိုက်ပါတော့တယ်ခေါင်းဆောင်ကြီးဟာနောက်ဆုံးမှာတော့သူဖုံးကွယ်ထားခဲ့တဲ့အမှန်တရားတွေကိုဝန်ခံလိုက်ရပါတော့တယ်လွန်ခဲ့တဲ့အနှစ်20ကထိုးကြီးရဲ့အဖေကိုသူတို့ကိုယ်တိုင်ပဲဘာပြစ်မှမရှိပဲရဲရဲဆက်ဆက်တက်ခဲ့တာဖြစ်ကြောင်းနဲ့အခုဖြစ်ပျက်သမျှဟာသူတို့ရဲ့အတိတ်ကအမားတွေအတွက်ပြန်ပေးဆက်နေရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်လီယိုကတော့မင်းတို့ရဲ့အတွေးခေါ်တွေကြောင့်ပဲအပြစ်မဲ့တဲ့သူတွေအများကြီးတည်ခဲ့ရပြီဒီထိုးကြီးကမင်းတို့ထက်တောင်ပိုပြီးစိတ်ကောင်းရှိသေးတယ်သူဟာအပြစ်မဲ့တဲ့သူတွေကိုဘယ်တော့မှရမ်းမမှုခဲ့ဘူးလို့ပြက်ပြက်သားသားပြောလိုက်တဲ့အခါမှာခေါင်းဆောင်ကြီးဟာအရန်ကိုရှက်ရွံ့သွားခဲ့ရပါတယ်အဲ့ဒီနားမှာဘိုက်ကင်းတွေဟာထိုးကြီးရဲ့ဖျက်တောက်ထားတဲ့လက်မောင်းကိုအရက်ဆိုင်မှာချိတ်ဆွဲပြီးသူတို့နိုင်ပြီဆိုပြီးအောင်ပွဲခံနေကြပါတယ်ဒါ
ဒါပေမဲ့သူတို့မသိတာကတော့တကယ့်အနေအကြီးကလာနေပြီဆိုတာပါပဲတန်းခေါင်ရံအချိန်မှာထိုးကြီးရဲ့မိခင်ဖြစ်တဲ့ဘလူးမကြီးဟာရွာထဲကိုဒေါသတကြီးကျူးကျော်ဝင်ရောက်လာပြီးလမ်းမှာတွေ့ရဲ့ဖုံးတော်ကြီးကိုအရင်ဆုံးတက်ပစ်လိုက်ပါတယ်ပြီးတာနဲ့အရက်ဆိုင်ထဲကိုဝင်ပြီးဘိုက်ကင်းတွေကိုတယောက်မကြံတစ်ဖြက်ကသူ့မသားရဲ့ဖျက်တောက်ခံထားရတဲ့လက်မောင်းကိုပြန်ယူသွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့လီယိုဟာအခြေအနေတွေကိုရိပ်မိသွားပြီးထိုးကြီးရဲ့ကူရှိရာကိုတယောက်တည်းရင်ငုပ်ပြီးသွားခဲ့ပါတယ်ကူထဲကိုရောက်တဲ့အခါမှာတော့တေဆုံးနေတဲ့ထိုးကြီးရဲ့အလောင်းသားမှာသူ့မိခင်ဘလူးမကြီးကိုတွေ့လိုက်ရပါတယ်ဘလူးမကြီးဟာလီယိုကိုမြင်တာနဲ့နောက်ကနေခုံအုပ်ပြီးလေဘင်းညစ်တက်ဖို့ကြိုးစားပါတော့တယ်လီယိုဟာအသေးတန်ရုံးကန်ရင်ကြောက်ခဲနဲ့သူမရဲ့ခေါင်းကိုထုရိုက်ပြီးဓာတ်နဲ့အပြက်ပိုင်းကတက်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကူထဲကိုကလေးလေးတယောက်ဓာတ်တလက်ကိုကင်ပြီးရောက်လာပါတယ်လီယိုဟာအံ့ဩသွားပြီးမှဒီကလေးဟာလီနာနဲ့ထိုးကြီးတို့ကရခဲ့တဲ့တားလေးမှန်တီးသွားခဲ့ပါတယ်လီယိုဟာကလေးလေးကိုမတက်ပဲလွတ်ပေးလိုက်ပြီးမျိုးနွယ်စုစီပြန်လာကသူတို့အားလုံးတည်ပြီးဖြစ်ကြောင်းနဲ့သူလည်းထွက်ခွာတော့မှဖြစ်ကြောင်းပြောခဲ့ပါတယ်မပြန်ခင်မှာလီယိုဟာလီနာကိုနောက်ဆုံးအနေနဲ့တွားတွေ့ပြီးဒီကလေးကထိုးရဲ့တာမန်လူတွေတီးသွားရင်မင်းတို့နှစ်ယောက်လုံးအသက်ခံရလိမ့်မယ်လို့တတိပေးပါတယ်လီနာကတော့ဒီရှိုးဝက်ချက်ကငါတို့နှစ်ယောက်ကြားမှာပဲရှိနေမှာပါလို့အေးအေးဆေးဆေးပဲပြန်ဖြေခဲ့ပါတယ်နောက်ဆုံးမှာတော့လီယိုဟာထိုးကြီးနဲ့သူ့မိခင်အတွက်ကူပြင်ဘက်မှာအုပ်ကူလေးတွေလုပ်ပေးခဲ့ပြီးသူ့ရဲ့စစ်တီတော်တွေနဲ့အတူကိတ်လန်းကိုပြန်သွားခဲ့ပါတော့တယ်ထိုးကြီးရဲ့တားလေးကတော့သူ့မိဘတွေရဲ့ကူနားမှာရက်ပြီးလီယိုတို့ထွက်ခွာသွားတာကိုဝမ်းနဲ့ပူဆွေးစွာနဲ့ကြည်ရင်ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်